ဝါရဖြတ်မှုတွေတရေမှားတွေရဲ့နောက်ွယ်ကလက်တွေ့ဘဝတွေကိုကိုယ်တိုင်သင်ခန်းစာရရှိလာကြတဲ့လူငယ်တွေဟာမိခင်နိုင်ငံတော်ရဲ့ရှင်ခွင်ရိပ်စီကိုဇက်တိုက်ဆိုသလိုခေါ်လုံလာကြပါပြီ။ဒီကနေ့2026ခုနှစ်ဇွန်လ12ရက်နေ့မနက်ခင်းပိုင်းမှာလဲတောင်ကုန်းမြို့မှာရှိတဲ့တောင်မနိုင်စစ်ဌာနချုပ်အေဂျင့်မြို့ခန်းမှာလမ်းမကိုရောက်ရှိခဲ့ကြတဲ့ PDF လူငယ်အမျိုးသား16ယောက်အမျိုးသမီး9ယောက်တို့ဟာတနက်8လက်အခြားသောလက်နက်မျိုးစုံနဲ့အတူအလင်းကိုရောက်လာခဲ့ပြန်ပါတယ်။အလင်းဝင်နေဆိုတာလက်နက်ကိုအနံလိုက်တာတွေလည်းမဟုတ်ပါဘူး။အတိတ်ကအမှားကိုဝန်ခံလိုက်သလိုမိမိအနာဂတ်အတွက်ဒုတိယအခွင့်အရေးတစ်ခုကိုအမိရဖတ်ဆုပ်လိုက်ခြင်းလည်းဖြစ်ပါတယ်။ဒီကနေ့တောက်ဘက်ကအတိုင်းမှာမြင်တွေ့ခဲ့ရတဲ့ပုံရိပ်တွေဟာလမ်းမကိုရောက်နေကြသေးတဲ့လူငယ်တွေအတွက်အေးပြန်လန်းဆိုတာအမြဲတမ်းပွင့်လန်းနေစေပဲဆိုတာကိုသက်သေပြလိုက်သလိုပါပဲလမ်းမရောက်နေကြသေးတဲ့လူငယ်တွေရဲ့ဘဝတွေအေးချမ်းတဲ့အိမ်ပြန်လန်းစီကိုအမြန်ဆုံးပြန်လာနိုင်ကြပါစေလို့ဆုမကောင်းတိုင်းချို့ဆောင်အွန်လိုင်းမီဒီယာအဖွဲ့တော်သားတွေကတောင်ငူမြေကနေဒီသတင်းရုပ်သံလေးကိုတင်ဆက်လိုက်ရပါတယ်ရှင်။သူတို့လက်ရှိဟွာဖြစ်နေဒီဟာလေးကြည့်ပြမှဆိုရင်တော့ဒီသမီးလိုပဲဒီဘက်ကိုအလင်းဝင်ရောက်စေချင်ပါလို့ဒီနေ့ပုံမှန်အခက်ခဲရကြတယ်ပြဿနာရကြတယ်အနည်းရကြတယ်မနေစေချင်မှဒီဘက်ကိုအလင်းဝင်ရောက်စေချင်ပါလို့တိုက်ဒီအဖွဲထဲမှာဆိုလို့ရှိရင်တော်တော်များများပါပေါ့ဒီဘယ်သူဘာပြကြည့်ဒီလည်းမကြည့်ဘူးစားတော့သူတို့ကျွေးနေရထမင်းနေဟင်းနေစားနေသူတို့ဘောမကြည့်ဘူးသူတို့အဲ့လိုမျိုးဖြစ်လို့ပေါ့လို့အဲ့လိုမျိုးဖြစ်လို့လက်နဲ့တောင်းကြလက်နဲ့အားကိုပြီးတော့ပိုင်းနေတဲ့လူကအဲ့လိုမျိုးအဖွဲ့အစည်းထဲမှာလူတိုင်းတော်တော်များများရှိတယ်ကျွန်တော်ကြားထားတာကတော့ဒီဘက်ကိုလာရင်တော့သူတို့ကတပ်ပစ်မယ်ဟုတ်ကဲ့ရှောက်လာထားတာရှိတာပေါ့ဟုတ်တပ်ပြင်တက်မတော်ဘက်ကိုကျူးလာရင်တော့မင်းတို့သေးလိမ့်မယ်မင်းတို့တတ်လိမ့်မယ်ဟုတ်မတွားနဲ့တွားရင်လည်းမင်းတို့တွားပြီတွားရင်တော့မင်းတို့မှားပြီပေါ့အဲ့လိုဟုတ်ကဲ့ဒါပေမဲ့တကယ်ကျွန်တော်လက်တွေ့ရောက်လာတဲ့အချိန်မှာတော့လုံးဝကွာခြားတယ်